nuclear energy ကိုအသုံးပြုတဲ့ nuclear reactor တွင် energy transformation စွမ်းအင်ပြောင်းလဲမှုဆိုတာကနျူကလ িয়ার စွမ်းအင်ကိုလျှပ်စစ်စွမ်းအင်အဖြစ်အဆင့်လိုက်ပြောင်းလဲသုံးစွဲခြင်းကိုဆိုလိုပါတယ်။အဓိက energy transformation အဆင့်က nuclear energy thermal energy uranium atom ကိုခွဲဖောက်တဲ့ fission process မှာအလွန်များတဲ့အပူစွမ်းအင်ထွက်လာပါတယ်။ဒီ formula က mass အနည်းငယ်ပျောက်သွားတာကိုစွမ်းအင်အဖြစ်ပြောင်းသွားကြောင်းဖော်ပြပါတယ်။ thermal energy mechanical energy ထွက်လာတဲ့အပူကိုအသုံးပြုပြီးရေကိုစူအောင်လုပ်ပါတယ်။ရေနွေးငွေ့ steam ဖြစ်လာပြီး turbine ကိုလှည့်စေပါတယ်။ mechanical energy electrical energy turbine နဲ့ချိတ်ထားတဲ့ generator လဲပတ်ပြီးလျှပ်စစ်စွမ်းအင်ထုတ်လုပ်ပါတယ်။ energy transformation chain ကိုအတူချုံပြရရင် nuclear energy heat energy mechanical energy electrical energy ဥပမာတစ်ခု pressurized water reactor တွင် uranium fuel rod များ fission ဖြစ်သည်အပူထွက်လာသည် steam turbine လဲသည် generator က electricity ထုတ်သည်အားသာချက်များလျှပ်စစ်ဓာတ်အားအများကြီးထုတ်နိုင်သည် carbon dioxide ထုတ်လွှတ်မှုနည်းသည် fuel အနည်းငယ်နဲ့ energy အများကြီးရသည်အားနည်းချက်များ radioactive waste ပြဿနာရှိသည် reactor accident ဖြစ်နိုင်ခြေရှိသည်တိဆောက်စရိတ်မြင့်မားသည်